ကိုသဘောကျနေတဲ့မိန်းကလေးတစ်ယောက်ကရှေ့ကနေပွင့်ပွင့်လင်းလင်းအရင်လာပိုးပန်းရင်ဘယ်လိုခံစားရမလဲမဖြစ်နိုင်တာလို့မတွေးလိုက်ပါနဲ့ကျမတို့မြန်မာနိုင်ငံအပါအဝင်အာရှနိုင်ငံအများစုမှာယောက်ျားလေးတွေကအရင်လိုက်ရတဲ့ဓလေ့ရှိပေမဲ့ကမ္ဘာတစ်ဖက်ခြမ်းမှာတော့ဒါဟာပြောင်းပြန်ပါဒီနေ့မှာတော့မိန်းကလေးတွေဘက်ကအရင်ဆုံးဒိတ်အဖိတ်တက်တဲ့ကမ္ဘာအလန်းဆုံးနိုင်ငံ9နိုင်ငံအကြောင်းကိုပြောပြပေးသွားမှာပါတချို့နိုင်ငံတွေဆိုရင်တင်လုံးဝထင်မှတ်မထားမိတာမျိုးဖြစ်နေပါလိမ့်မယ်ကဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတင့်အတွက်ဘယ်နိုင်ငံကအဆင်ပြေဆုံးဖြစ်မလဲရွေးချယ်ကြည့်လိုက်ရအောင်ပထမဆုံးသွားရမယ့်နေရာကတော့ဥရောပတိုက်ရဲ့နယ်သာလန်နိုင်ငံပါဒီနိုင်ငံရဲ့ယဉ်ကျေးမှုကကိုယ့်ခြေထောက်ပေါ်ကိုယ့်ရဲ့တည်ခြင်းကိုအဓိကထားတာမို့ဓာတ်ချမလေးတွေဟာအချစ်ရေးမှလည်းအရန်ရေးရင်ကြပါတယ်သူတို့စီမှာတော့ယောက်ျားလေးတစ်ယောက်ကိုသဘောကျရင်အချိန်ဆွဲမနေပဲကော်ဖီတူတူတောက်ရအောင်လို့ဓာတ်ရိုက်ကြီးကိုလာပြောတတ်ကြပါတယ်ကိုယ်တိုင်လည်းပတ်စံရှင်းဖို့ဝင်မလေးကြသလိုမိန်းကလေးဘက်ကအရင်ပြောတာကိုလည်းရှက်စရာလို့မတတ်မှတ်ကြပါဘူးရိုးသားပွင့်လင်းပြီးရှေ့တန်းကဥဆောင်တတ်တဲ့မိန်းကလေးမျိုးကိုအာနီရာဆိုရင်တော့နယ်သာလန်ကနံပါတ်1ပါပဲဒုတိယနိုင်ငံကတော့ဆွီဒင်နိုင်ငံပါဆွီဒင်မှာယောက်ျားဖြစ်လို့ဒါလုပ်ရမယ်မိန်းမဖြစ်လို့ဟိုဟာပဲလုပ်ရမယ်ဆိုတဲ့ခွဲခြားမှုတွေလုံးဝမရှိသလောက်ပါပဲအခြေရေးမှာလည်းထိုနည်းတူပါပဲဆွီဒင်ကကဖေးသို့မဟုတ်ပါတီတစ်ခုခုမှာတင်ရောက်နေရင်ဆွီဒင်မလေးတွေကတင့်စီလျှောက်လာပြီးရေစရာဟာတတွေပြက်လုံးတွေနဲ့တင့်ကိုအရင်ဆုံးလာပြီးစကားဆက်ပါလိမ့်မယ်သူတို့ဘက်ကအရင်စကားပြောဖို့တုံဆိုင်မနေတတ်တာကသူတို့ရဲ့ထူးခြားတဲ့ယဉ်ကျေးမှုအလှတရားတစ်ခုဖြစ်ပါတယ်ဟဲအာရှဘက်ကိုပြန်လှည့်လာရင်တော့အားလုံးသိတဲ့ဂျပန်နိုင်ငံကထိတ်ဆုံးကပါဝင်နေပါတယ်ဂျပန်မိန်းကလေးတွေကအိမ်တွေကြီးပြီးရှက်တက်တာမဟုတ်ဘူးလားလို့မေးစရာရှိပါတယ်ဟုတ်ပါတယ်တာမန်အချိန်မှာရှက်တက်ပေမဲ့သူတို့မှာကိုကူဟာကူလို့ခေါ်တဲ့အချစ်ကိုဝန်ခံတဲ့ထူးခြားတဲ့ဓလေ့တစ်ခုရှိပါတယ်အထူးသဖြင့်ဗလင်တိုင်းဒေးလိုနေမျိုးမှာမိန်းကလေးတွေဘက်ကကိုသဘောကျတဲ့အမျိုးသားကိုချောကလက်ပေးပြီးကျမနဲ့တွဲပေးနိုင်မလားလို့တတိရှိရှိစကားဆက်ရတာဖြစ်ပါတယ်ခေတ်သစ်ဂျပန်လူငယ်တွေကြားမှာလည်းယောက်ျားလေးတွေကပိုပြီးအေးဆေးလာကြတာမို့မိန်းကလေးတွေဘက်ကပဲတက်တက်ကြွကြွနဲ့အရင်ဆုံးလိုက်ကြတာတွေ့ရတတ်ပါတယ်စတုထမြောက်ကတော့အချစ်နယ်မြေလို့အမည်ကြီးတဲ့ပြင်သစ်နိုင်ငံပါပြင်သစ်အမျိုးသမီးတွေဟာဖက်ရှင်တင်ဆန်းတစ်တာမဟုတ်ပဲအချစ်ရေးမှာလည်းလုံးဝခေတ်ရှေ့ပြေးနေသူတွေပါသူတို့ဟာကိုယ်သဘောကျတဲ့သူကိုစောင့်ကြည့်နေုံနဲ့အားမရပဲကိုယ်တိုင်ဇလန်းစားဖို့ဝင်မလေးကြပါဘူးလမ်းဘေးကဖေးဆိုင်လေးတွေမှာဖြစ်ဖြစ်ပန်းချံထဲမှာဖြစ်ဖြစ်သဘောကျစရာယောက်ျားလေးတစ်ယောက်ကိုတွေ့ရင်တဘာဝကြကြနဲ့စကားအေးအေးဆေးဆေးလာပြောပြီးအချစ်ဇလန်းကိုသူတို့ကိုယ်တိုင်ဖန်တီးယူတတ်ကြပါတယ်နောက်ဆုံးနံပါတ်5နိုင်ငံကတော့တောင်အမေရိကတိုက်ရဲ့အသက်သွေးကြောဘရာဇီးနိုင်ငံပါပဲဘရာဇီးမျိုးသမီးတွေရဲ့အလှတရားဟာကမ္ဘာမှာကြော်ကြားသလိုသူတို့ရဲ့စိတ်ဓာတ်ကလည်းအယမ်းကိုပွင့်လင်းတက်ကြပါတယ်ဘရာဇီးရဲ့ပါတီတွေကမ်းခြေပွဲတော်တွေမှာမိန်းကလေးတွေဟာသူတို့သဘောကျတဲ့အမျိုးသားကိုမျက်လုံးချင်းစုံပြယုံတယ်မကပဲကိုယ်တိုင်လျှောက်လာပြီးအတူတူကခုံဖို့စတင်ဖိတ်ခေါ်တတ်ကြပါတယ်အချစ်ရေးမှာသူတို့ကပဲဥဆောင်ပြီးစီးကျက်လိုက်ပေးတတ်တာဟာဘရာဇီးရဲ့တဘာဝအတိုင်းဖြစ်တဲ့ဒိတ်လုတ်တဲ့ယဉ်ကျေးမှုပဲဖြစ်ပါတယ်ဟဲအခုပြောပြသွားတဲ့မိန်းကလေးတွေဘက်ကအရင်ဆုံးပိုးပန်းတက်တဲ့နိုင်ငံ9နိုင်ငံထဲမှာတဲ့အနေနဲ့ဘယ်နိုင်ငံရဲ့ယဉ်ကျေးမှုကိုအကြိုက်ဆုံးလဲကျမတို့နိုင်ငံမှာရောအခုလိုမိန်းကလေးတွေဘက်ကအရင်လိုက်တဲ့ယဉ်ကျေးမှုမျိုးရှိလာရင်ကောင်းမလားမကောင်းဘူးလားတဲ့မြင်ကိုကွန်မန့်မှာရေးပေးခဲ့ပါဦးဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတွေကိုအမြဲကြည့်ရှုနိုင်ဖို့ like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်အားလုံးပဲအခြေရေးမှာကံကောင်းကြပါစေဗျာ